Hello ဒီတစ်ခါကတော့အယုတ်ကြားကိုနေချင်းပြန်သွားခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်။ဒီမင်းတို့ကတော့ဘန်ကောက်ခရုတ်ထစ်အဖီဝက်ဘူတာကြီးကနေအယုတ်ကြားကိုအမြင်ထားစီခဲ့တာပါ။တရားကိုဘတ်60ပဲပေးရပါတယ်။မနက်8ခွဲရထားမိရင်တော့ပိုကောင်းတယ်ပေါ့နော်။ဒီမင်းတို့ရောက်တဲ့အချိန်က8ခွဲကွက်ကြီးဖြစ်သွားတော့မမီတော့ပဲ10ခွဲရထားကိုပဲစောင့်စီလိုက်ရပါတယ်။ဒါကြောင့်သွားမယ်ဆိုရင်ဘူတာကိုနိုင်ဝက်လောက်ကြိုသွားပြီးလက်မှတ်ဖြတ်ထားပါနော်။လိုင်းပေါ်ကနေကြိုဖြတ်လို့လည်းရပါတယ်။ဒါကတော့ရထားလက်မှတ်ကောင်တာပါ။ပြီးရင်တော့ဒီလန်အတိုင်းကိုထွက်မဲ့ဘူတာဂိတ်ကိုသွားဆောက်စီရတယ်ပေါ့နော်အယုတ်ကြားကိုသွားမဲ့ရထားဂိတ်ကတော့နောက်ဆုံးအထိသွားရပါတယ်ပြီးရင်တော့ဘဲကွေ့ပြီးကိုစီရမဲ့ platform နံပါတ်9မှာစောင့်နေရပါပြီအချိန်ပုံနေတော့အသင်းလို့လည်းရတယ်ခုံတွေပေါ်မှာအိပ်ပြီးတော့စောင့်လဲရပါတယ်ပြီးရင်ရထားချိန်နေရင်တော့ဒီလိုမျိုးတန်းစီပြီးတက်ရပါတယ်သူကဂိတ်မှာရထားလက်မှတ်ကကျူအားကိုစကန်ဖတ်ပြီးဝင်ရတာပါအပေါ်ရောက်ရင်တော့ကိုယ့်ရထားလက်မှတ်ကအတွဲနံပါတ်နဲ့ခုံနံပါတ်အတိုင်းထိုင်ရပါတယ်လမ်းကတက်တဲ့သူတွေကတော့ခုံမရတတ်ကြပါဘူးရထားကြတဲ့ကတော့အမြင်ထားမို့လို့တနားရီလောက်ပဲကြာပါတယ်မိုးတွင်းဆိုတော့လမ်းမှာလည်းစိမ့်စိမ့်ဆူဆူနဲ့မြင်ကွင်းတွေကတကယ်ကိုကြည့်လို့လှပါတယ်ဒါကတော့အယုတ်ကြဘူတာကိုရောက်ပြီပေါ့နော်အပြန်လဲဒီမှာပဲလာစီရမှာပါသူကဒီမှာ free wifi နဲ့ charging station တွေလည်းလုပ်ပေးထားပါတယ်ပြီးတော့ရထားအချိန်တွေလည်းရေးပေးထားရပေါ့နော်ကိုပြန်မဲ့အချိန်ရဲ့နိုင်ဝက်ကြိုလာပြီးဝယ်စောင့်နေရပါတယ်ဒီထဲကတော့လက်မှတ်ဖြတ်တဲ့နေရာပါပြီးရင်ဒီဘက်မှာတော့အယုတ်ကြားရဲ့မြေပုံထားပေးထားပါတယ်လဲလို့ရမယ့်နေရာတွေပြပေးထားတာပေါ့နော်ပြီးရင်တော့ရမင်းတို့ကရထားဘူတာရှိမှာပဲရှိတဲ့လမ်းမှာဆိုင်ကယ်ငှားစီးခဲ့ပါတယ်ဆိုင်ကယ်ငှားကတော့အမျိုးအစားပေါ်မူတည်ပြီးဘတ်200ကနေ300ကြားပေးရပါတယ်ရမင်းတို့ကတော့200တန်ပဲငှားစီးခဲ့တာပါဒီပိုးစစ်ကတော့2000လောက်တောင်းကြပါတယ်ကိုကပန်းရောက်ကရှိတယ်ဆိုရင်ကပ်ပေးထားလိုက်ရင်တော့ဒီပိုးစစ်ပေးကြမလို့ပါဘူးဆိုင်ကရလာပြီးရင်တော့နေ့လယ်စာဝင်စားပါတယ်ဝင်စားတဲ့ဆိုင်ရအရာတာကရမင်းတို့အကြိုက်မဟုတ်ခဲ့တော့အထူးတက်လေတော့မညိုပေးတော့ဘူးเนาะနေ့လယ်စာစားပြီးတော့ရမင်းတို့စလဲပါပြီတော်တော်များများကလေအယုတ်ကြားကိုအရန်ပူလို့သွားလဲရတာမကြိုက်ကြဘူးပေါ့နော်ဒါပေမဲ့ဒီတစ်ခေါက်သွားလဲတဲ့အချိန်မှာမိုးတွင်းဖြစ်နေတော့မိုးအုပ်ပြီးတော့နေအေးတဲ့အကျွဲဆိုင်ငယ်စီရတာအရန်ကိုကောင်းပါတယ်ပုံမှန်ပူလောင်ကျွတ်နေတဲ့အယုတ်ကြားမဟုတ်ပဲစိတ်စိတ်ဆူဆူနဲ့အယုတ်ကြားကိုမြင်ရတာကအရန်ကိုမိုက်ပါတယ်အရင်ဦးဆုံးစပြီးဝင်တာကဒီ web program ပါဒီဖျားမှာတော့လူတော်တော်စီရပေါ့နော်အဝင်မှာကျလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်တွေနဲ့ coffee ဆိုင်လေးတွေရှိပါတယ်ဖျားပေးမှာပဲရှိတဲ့ပန်းချံကျဲကြီးထဲမှာလေငင်းခန့်လမ်းလျှောက်ရင်အထဲကနှစ်ပေါင်း650ကျော်တက်တန်းရှိပြီဖြစ်တဲ့ရှေဟောင်း web program ဖျားเจ้าရဲ့အုပ်ရိုးပြက်တွေနဲ့ခမာလက်ရစေတီကြီးနောက်ခံထားပြီးတော့ဓပုံလှလှလေးတွေအများကြီးရိုက်ခဲ့ပါတယ်ဖျားဝင်ကြီးကတော့နိုင်ငံသားဆိုရင်တယောက်ကိုဘတ်50ပေးရပါတယ်ဒါကတော့မိုးတွင်းမှာအယုတ်တရားဘလောက်လှလဲဆိုတာရိုက်ပြထားတာပါဒီဖျားတွေကတော့ရမင်းတို့ရောက်ဖို့ပြီးသားမို့လို့မဝေကြီးတော့ပဲဆိုင်ကယ်နဲ့ပဲပတ်စီပြီးကြည့်ခဲ့ပါတယ်ဆိုင်ကယ်ပေါ်ကနေကြည့်ရတော့အရန်အောင်လှနေခဲ့တာပါပြီးရင်တော့ UNESCO ကြောက်တိုင်ရှိတဲ့ Web Pra စီဇန်ဖတ်ကိုဝင်လဲခဲ့ပါတယ်ဝင်ကြီးကတော့နိုင်ငံသားဆိုတယောက်ကို50ဘတ်ပါပဲဒီဖျားကတစ်ချိန်ကနန်းတွင်းဖျားကြောင့်ဖြစ်ခဲ့ပြီးတမိုင်းဝင်စီတီ3စုရှိပါတယ်ဒါကတော့ UNESCO ကြောက်တိုင်နဲ့အမှတ်တရဓပုံရိုက်ခဲ့တာပါဒီနေရာမှာတော့အရန်ကိုကြီးမားပြီးတပ်ပယ်လုံးနဲ့ရွှေတင်ကန်ကကြေးသွန်းစင်းသူတော်ကြီးကိုဖုံးမြောက်ဝင်ရခဲ့ပြီးစိတ်ထဲကနေတကယ်ကိုကြီးညိုပီတိဖြစ်ခဲ့ရပါတယ်နောက်ဆုံးသွားခဲ့တဲ့နေရာကတော့အယုတ်တရား floating market ပဲဖြစ်ပါတယ်ရမင်းတို့ကတော့ရောက်ချင်းဆိုင်ကပါကင်ဘက်ကစီတန်းလေးကိုအရင်ဝင်ကြည့်ခဲ့ကြပါတယ်။အဲ့ဒီမှာတင်ထိုင်းရိုးရာစားတောက်တွေနဲ့ချစ်စရာလက်မှုပစ္စည်းလေးတွေရဲ့ထိုင်းဝတ်စုံလှလှလေးတွေငှားပြီးတပုံရိုက်လို့ရတဲ့ဆိုင်လေးတွေကိုစုံလင်စွာတွေ့ခဲ့ရပါတယ်။အဲ့ဒီစီတန်းဝင်ထဲမှာတင်အယုတ်တရား elephant camp လည်းတွဲလျက်ရှိနေရပါ။စင်စခန်းပေါ့နော်။ချစ်စရာစင်လေးတွေကိုအနီးကအစာကျွေးလို့ရတယ်လို့စင်စီးပြီးမြို့ဟောင်းတဝိုက်လက်ပတ်ချင်သူတွေအတွက်လည်းစင်စီးဖို့ငှားလို့ရပါတယ်။ဘေးနားကဆိုင်တွေမှာတော့ဆင်ဆွယ်နဲ့ပြုလုပ်ထားတဲ့အမှတ်တရအသုံးဆောင်ပစ္စည်းလေးတွေရောက်ချနေတာကိုလည်းတွေ့ခဲ့ရပါသေးတယ်။အဓိကနေမှအဓိကရေပေါ်စေးဖြစ်တဲ့အယုတ်တရား floating market ဘက်ကိုဆက်သွားကြည့်ခဲ့ကြတာပါ။ဒါပေမဲ့သူတို့ကလေစီးကအပါအဝင်ဝေကြီးတိတက်ထပ်တောင်းနေတာနဲ့အထဲကိုတော့ဆက်မဝင်ပဲအပြင်ဘက်ကရိုးရာစီးတန်းလေးမှချင်းအေးအေးဆေးဆေးရှောက်ကြည့်ပြီးခီးစင်လေးကိုအဆုံးသတ်ခဲ့ပါတယ်။ဒီကောင်ရဲ့ဝင်ကြီးကတော့နိုင်ငံသားဆိုရင်တယောက်ကိုဘတ်200လို့ပြောပါတယ်။အပြန်ကတော့မနက်ကဘူတာကိုပဲသွားပြီးလက်မှတ်ဖြတ်ခဲ့တာပါ။
ဘန်ကောက်ကိုပြန်မဲ့ရထားကိုတော့ platform ရဲ့ဟိုဘက်ချမ်းကိုကူပြီးတော့စီးခဲ့ရပါတယ်အပြန်ကြာချိန်ကလည်းအမြင်ရထားမှုလို့45မိနစ်ဝန်းကျင်ပဲကြာခဲ့ပါတယ်ဆိုတော့ယမင်းရဲ့အယုတ်ကျ vlog လေးကတော့ဒီလောက်ပါပဲပုံမှန်ရာသီတွေဆိုအယုတ်ကျကိုအရန်ပူလို့သွားမလဲဖြစ်ကြရင်မိုးသွေးကိုတော့ရအောင်သွားလဲကြည့်ကြပါနော်မိုးမများတဲ့ရက်တွေဆိုရင်အရန်အောင်နေလို့ကောင်းပြီးပုံမှန်ချက်လည်းအများကြီးလာပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်